ကဲဒါကတော့ကျွန်တော်တို့မိမကိုအရန်ချစ်တဲ့ ဟုတ်တယ်ချစ်တယ် မိမကိုအရန်ချစ်တဲ့မိမကိုအရန်ခရူးဆိုင်တဲ့ကိုတရုတ်ကြီးခေါ်ကိုဟိန်းလေးတဲ့ကိုဟိန်းလေးတဲ့ကိုဟိန်းကိုကြီးအခုတခုမေးမယ် ဟုတ်ပြီ ကိုတရုတ်ကြီးအမျိုးသမီးနဲ့ချစ်သူကြီးသားဘဝတော့မေးမရနိုင်တဲ့အဖြစ်ပြက်တစ်ခုပြောပြ ဟုတ်လားကျွန်တော်သိတယ်ကျွန်းတော့ဟာအဲ့ဒါဆိုခိုးပြေးတဲ့ညဗျာ ခိုးပြတဲ့ည အေးခိုးပြေးတဲ့ည ခိုးပြတဲ့ညဘာဖြစ်လဲ အဲ့ဒါတကယ်ပြောပါလား တကယ်ပြောရမှာ ခိုးပြေးတော့ကဗျာကျွန်တော်ပြောပြမယ်ဟိုကဘာတော့ခိုးပြေးတော့ကဒါဥပမာမိန်းလန်းပေါ့ဗျာဒီမိန်းလန်းကျွန်တော်တို့ကဒီလာရှိုးအဝင်ကိုဒီမိန်းလန်းကိုကားထိုးတာ ကားထိုးတာ ရှာတဲ့လူကဒလွဲရှာသွားတာဒီဘက်ကိုသွားတာ ကောင်းမလေးဘက်ကမျိုးသမီးဘက်က မိန်းမဘက်က အဖေလားအမေလား အကုန်လုံးပေါ့ဗျာအကိုရဲ့အကိုရဲ့အဖေရဲ့သူ့ဘက်ကအမျိုးတွေ10ယောက်ကျော် သဘောမတူ ပထမတော့စိတ်ဆိုးတာပေါ့ဗျာ စိတ်ဆိုးတာ အဲ့နဲ့သွားတာဒီလမ်းပေါ့နော် လာရှိုးလန်းအောင်သွားတယ် ဒီလမ်းမှာရှာတာဒီဘက်လမ်းမဲ့ရှာတာလူတွေတော့တွေ့တယ်ဒါပေမဲ့မမြင်ဘူးကျွန်တော်တို့ ဟာ ကျွန်တော်တို့ကခေါင်းဆိုင်ထားတာလေသူတို့က မျိုးကြီးလမ်းလို့ကြောက်ထားတာ ဘယ်လိုမျိုးပေါ့ဗျာကားကိုဒီဘက်ကိုခေါင်းဆိုင်တာတော့သူတို့ကမမြင်ဘူး မမြင်တော့ဘူး ဒီဘက်တော့မသွားတော့ဘူး မသွားတော့ဘူး အဲ့တခုပဲ အဲ့တခုပဲဘာကာတာရွတ်လိုက်လေအဲ့ချိန်မြင်မြင်ချင်းမှာဘာကာတာရွတ်လိုက် အဲ့ချိန်မှာဘယ်လိုပြောမလဲ အင်္ဂလိပ်မှာလား အချစ်ရဲ့စွမ်းအားတွေနဲ့ဖုံးလိုက်အကိုမလို့ပြောပြရတော့ဟိုလည်းဗီဒီယိုရိုက်တယ် ကဲအဲ့ဒါဆိုကိုမျိုးသိန်းကျော်ထပ်ပြီးတော့မပေးရမှာနော်ဒါရင်သွင်းမှာလောကခံစားချက်9000 ခံစားချက်တော့ 9000 ဒါလေးရိုက်တာနော် ဒါလောကဒါလောကရင်သွင်းခံစားချက်လောကမိမကိုနောက်ဆုံးအနေနဲ့မိမကင်မရာကိုကြည့်ပြီးတော့မှ အခုကတော့စိတ်ကောက်နေရပါတော့မိမကိုညကြရင်ချော့မယ်အခုကစိတ်ကောက်နေညကြရင်ဖုံးဆက်ပြီးတော့ချော့မယ် ချော့မယ် โอเค ကို9000ရပြီကိုပတ်သက်နေရှာနေပြီအာသာလုံးဖောက်ပြီးတော့ ဖုံးမေမိမအတွက် ဟိုကြော်ညာပေးလာအောင် friend တွေတို့ friend တွေကိုအဲ့မှာ မိုးကတွေ MPK မိုးက MPK မိုးက MPK မိုးကတွေကိုလည်းကားဆရာကြီးများအားပေးကြပါ လူ နော် လေးသေးမရှိရပါတယ်ဘယ်လို ဖုန်းကတ်တွေပါတွေလည်းရှိပါတယ်နော် ဒီမှာလည်း ကျွန်တော်တို့ရပါတယ် အကုန် ကျွန်တော်တို့ကားကြောကြီးတွေကိုလည်းတစ်ချက်လောက်ရိုက်သွားပြီ ဖုန်းစက်နဲ့လှမ်းပြီးတော့ပါလို့ရပါတယ်လာပို့ပေးပါတယ်ပေါ့တို့ friend တွေတို့ group အခုအမေတို့လေးမှနေနေအခုတို့လူချင်းနေ ကျွန်တော်တို့ရဲ့ကားကြောကြီးတွေကိုလည်းနည်းနည်းလေး အခုတို့လာပို့ record လေးရိုက်ပြီး ထိတ်ထိတ်ကြအခုတို့လာပြီး ကဲကိုကြီး thank you thank you ပါ